this is when vlog မြိုက်တာကြပြီပေါ့နော်ဒီ vlog ကဒီ2026ရဲ့ပထမဆုံး vlog ဖြစ်မယ်ပေါ့နော်ဒီ vlog ကဘာလို့မှလဲဆိုတော့ဝင်တက်တူထိုးဖို့appointment ယူထားပါတော့ဒီ vlog ကတက်တူ vlog ဖြစ်မှာပေါ့အရင်သလောကပေါ့နော်အရင်သလောဆိုတိတ်မကြသေးခင်ရပဲဝင်းတို့အင်္ဂါမွေထားတဲ့ကူချီလေးပေါ့နော်ရုတ်တရက်ဆုံးသွားတကယ်ကိုရုတ်တရက်ဖြစ်သွားပါတော့ဟုတ်လားတအိမ်လုံးမခံနိုင်ဘူးပေါ့နော်မခံစားနိုင်ဘူးမယုံနိုင်တာပေါ့နော်ပြီးတော့ဝင်းတို့ငယ်တုန်းကနေဝင်းကပတ်လေးတွေပေါ့နော်ခွေးလေးကြောင်လေးအရမ်းမွေးချင်တာဒါပေမဲ့အိမ်ကအဆင်မပြေတာတွေရောအခြေအနေရပေါ့နော်ဟုတ်လားမမွေးဖြစ်ဘူးကြီးလာတော့ခွင့်ရရတော့ဝင်းအမတို့ကကူချီလေးကိုမွေးလိုက်တာအားကြောင့်မကူချီကဝင်းတို့အိမ်ရဲ့ပထမဆုံးခွေးလေးပေါ့နော်အားကြောင့်သူ့ဘောတန်ရုံးစင်ရန်ကြီးရဲ့ခံစားချက်တွေအရမ်းများရပေါ့နော်ရုတ်တရက်ဖြစ်တော့လုံးဝမခံနိုင်ဘူးဆိုးတာပေါ့နော်ကူချီကလူတိုင်းကလည်းဘယ်လိုပြောမလဲအလိုလိုက်ထားတာပေါ့နော်အင်ဂျယ်လေးဒါပေမဲ့လည်းအရန်ချွဲတတ်တယ်အရန်ချစ်ဖို့ကောင်းတယ်ရုတ်တရက်ဖြစ်တယ်ဆိုတော့လည်းဘာမှလုပ်လို့မရဘူးပေါ့နော်အားကြောင့်မို့သူ့ကိုအမတ်တရတင်ထားခြင်းလို့ခန္ဓာကိုယ်ရဲ့တစိမ့်တသေးတာမှာတစိမ့်တစ်ပိုင်းမှာတတူးလေးနဲ့တင်ထားခြင်းတာပေါ့နော်အားကြောင့်ဒီနေ့ကူချီလေးကိုတတူးရေးဖို့ဆရာနဲ့ appointment ယူထားတာပေါ့နော်ပြီးတော့အခြားပုံသေးသေးလေးလည်းထိုးချင်တာလေးလည်းရှိရပေါ့နော်အခြား personal ပုံလေးလည်းရှိရအဲ့ဒါလေးထိုးဖို့လည်းတခါလေးထိုးလိုက်မလို့ပေါ့နော်ပြီးတော့ဒီ tattoo artist ကလည်းအတိကိုကြီးတရားအောင်မိတ်ဆက်ပေးတာပေါ့နော်သူညွှန်းပေးလိုက်တာကိုကနန်းနဲ့ကိုကနန်းနဲ့လည်းအရင်ရက်တွေကအပြန်အလှန်ပေါ့နော်အဲ့လိုတိုင်မင်နာဆွေးနွေးထားပေါ့နော်ကိုဘယ်လိုပုံစံထိုးခြင်းလဲဘာပုံထိုးခြင်းလဲဘာစတိုင်ထိုးခြင်းလဲအကုန်လုံးအပြန်အလှန်ပေါ့နော်အချင်းချင်းခါပြင်လာရှိရပါဆိုဝင်းရဲ့အချင်းကနည်းနည်းကြီးများတာပေါ့နော်အားကြောင့်မို့ဆရာလည်းအရန်သဘောကောင်းတယ်အရန်စိတ်ရှိရပြောတဲ့ဟာအကုန်လုံးတေချာလိုက်ပြင်ပေးရပေါ့နော်အဆင်ပြေအောင်လုပ်ပေးရကိုကလည်းဒီနေ့လည်းconfirm ပုံနေ confirm တော့ဒီနေ့ပိတ်ရက်မှာထိုးဖို့ဆရာနဲ့ချိန်တာပေါ့နော်ဝင်းနောက်ဆုံးတစ်ခါကိုထိုးတာ2019နှစ်ကုန်လောက်ပေါ့နော်အခုမှန်တယ်ပြောရင်6နှစ်ကျော်လောက်ရှိပြီ6နှစ်ကျော်လောက်တတူမထိုးဖြစ်တော့နည်းတော့ excited တော့ဖြစ်တယ်ပေါ့နော်ဘယ်လိုတွေထွက်လာမလဲတော့မသိဘူး okay အဲ့ဆိုရင် let's go okay အခုဝင်းရဲ့ OOTD တစ်ချက်ပြမယ်နော်ဖွာတာလေးခဏတော့နက်ကလာလုပ်လိုက်နော် Okay let's goချောလို့ရိုက်တာချစ်စရာလေးကဲအခုကဝင်ရဒီ3ပုံထိုးမှာပေါ့နော်ကိုကကူချီပုံလေးကနေစမှာပါဆိုင်ကဒီရရဟုတ်တယ်ရမြရတော့ဒီဆိုင်ကတော့ဆုံးပြီးတော့ပြောရကဲကျွန်တော်ရအရာပဲရပြပြီတေချာကတ်တဲ့ချိန်ကျတော့ပုံစည်းရင်တေချာချောက်နောက်ကြရင်တိုးဖို့ကတော့ဒီပေါ်မှာတော့တိုးဖို့တော့နောက်လာပဲရပါပုံမှန်တို့ဒီနာတော့ရနောက်လာမီလိုဒီမျိုးမီတော့ရရှိဘကမကြီးတော့နဲ့ရှိဘမလို့တော့ဘာလို့လဲတောင်းလို့ရောပါကဲစားရမယ်ရှိတယ်နော်ကျွန်တော်မော်ကြီးကကူချီပုံကနေအရင်စမှာပါ
โอเคအခုကနှစ်ပုံပြီပေါ့နော်နောက်တစ်ပုံကျန်သေးတယ်โอเคဆိုရင်ဆက်ရေးလိုက်ပါအောင်မယ် တော့ပြောတော့ဟုတ်နေ yes အခုတော့ခုလုံးပြသားပါပြီ ဒီရပါဦးကြီးချင်းကြီးဆိုပါဘောရှင် โอเค တာကြီးရောက်တော့ဦးကပြီးတယ်မှာ24ရက်အတွင်းမှာ plasma economy ဟုတ်ဘောအဗီဒါမစ်ကစီးပူနေရတဲ့ဒီစီမေးတယ်ပေါ့ချွေးနေရောထွေးပြီးတော့မရောက်ဖြစ်ညပတ်နေလက်မညာခွာတော့ဒီတန်းနဲ့လက်တန်းနဲ့လိုက်ပို့လိုက်ဆက်ပြပါလို့နေပေါ်တဲ့အစ်ပြန်6ပါပြီဒီမှာ6ပြန်ပဲ 就按哪超越它，那讲。 ဟုတ်6တော့တာကြာဒါတော့မနေ့ကညအစ်စ်လဲလာနော် 好讲好讲。 ဒီပါသိတယ်ပါပြီနော် 好讲。 သူကမတည့်တာရှိမတည့်တာရှိတော့120လောက်မှမတည့် 好。 ဘူးဒီလေတော့ဟိုကျွန်တော် copy ရပြန်ကြည့်လိုက် 好。 ကျွန်တော်တက်လို့မထိကြပဲနေလို့ဒီလိုနေရာလွတ်တယ် 好好。 အဲ့နေရာအနီးအဆက်လေးထွက်လာတာကျင်းအခုလိုဖြစ်တာသူက45မိနစ်အတွင်းမှာစားပြရတယ်ခေါ်ရောက်လိုက် 好讲。 တဲ့လို့တော်တော်များတဲ့ 好讲。 Sitting in the basement apartment I rented with you. Remembering the holiday party we had with the crew. โอเคအခုပြန်လာပြီပေါ့နော်အခုတတူးထိုးပြီးသားပါပြီအခုလာက February ပေါ့နော် February လာကGucci မွေးလာလည်းဖြစ်တယ်ဝင်းမွေးလာလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ February မှာGucci ပုံတတူးထိုးလိုက်တယ်ဆိုတော့ပို့ပြီးမှ meaningful ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးယူဆတာပေါ့ Okay ဒီနေ့ vlog ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ် bye bye One week later.耶，来那个艺术家啊，对吗？နော်ဆန်ပြီးတော့ဒါမှဒီညာလေးကလမ်းကိုကြံတယ်မှန်တယ်ကွာကြာရှော့怎么接茶可以我的栏目现在那不美呢。ဟုတ်တယ်လမ်းကိုကြံပြန်လာမရှိတော့တယ်ဟုတ်တော့ရေချိုးနဲ့လမ်းလာပါရှိဟိုရေကန်းလေးလေဟုတ်ရေချိုးရဲ့ခါကျတော့ပို့ပြီးတော့သူ့ကိုဆန်လိုက်ရပါရှိအားလေးကောင်းတယ်ဟုတ်ဒီကောင်းလာတော့
ဒီတက်ချာကြီးဟိုဝိုင်းမှလည်းတယ်မိလာခေရောင်းတော့ဟိုကိုကတော့ရေချိုးပြီးရတယ်ပြီးဟောတော့လည်းဘလို့ဒီတက်ဆူတော့ဒီပြန်ရ အခုကဆက်ပြိုင်နေထိလို့ရနော် ကြောက်ဘာဖြစ်တော့โอเค ကျေးဇူးပါဆရာဟုတ်ကဲ့ချစ်它在啃吧，应该是，它是咬的。难怪那边有很多玉。